ဖြူဖြူဆိုလို့ရှိရင်လေတင်တက်ကနေလေးရ16နာရီစီးပြီးလာတာဆိုတော့ဒီလိုကလေးနဲ့ကျော်နေတာဒီလောင်းရွေးချယ်ဒီနေ့ဒီလူထောင်နဲ့တွေ့ရဖို့ဒီလောင်းရွေးချယ်လာခဲ့တာဒီနေ့ဒီဟာလူထောင်နဲ့တွေ့ရမှာဟုတ်ဒီနေ့ဆိုပြမဲ့တခြင်းတွေကိုအရှန်လတ်ဆိုပြပွဲဘယ်တော့မှရတော့မှာမဟုတ်ဘူးပထမဆုံးဆောက်ဆိုမဲ့တခြင်းရနေဆောက်ဒီနေ့ဖြူဆိုမဲ့တခြင်းတွေကဖြူဖြူသားဒီလောင်းမရွေးချယ်ခဲ့ဘူးဆိုရင်ဖြူဖြူသားနေသားတို့အနေစားချောင်းနဲ့မြမဆယ်လီဘဝကိုမဆုံးလို့ခဲ့တဲ့အထင်းမှာအဲ့ဒါကကြိုက်တယ်ဒီနေ့ဒီနေရာမှာစုံရောက်ရှိပြီးတာကျေးဇူးတင်တယ်ဖြူဖြူတယောက်တည်းကိုချစ်လို့ရမဟုတ်ဘူးဒါဟာဖြူတို့မြန်မာပြည်မှာကြံ့ရခဲ့ကြတယ်မလွတ်မြောက်နိုင်သေးတဲ့ဖြူဖြူရဲ့သွေးချင်းညီကိုမောင်မတွေအားလုံးကိုကူညီဖို့အတွက်ဖြူဖြူတို့အားလုံးဟာရေချားမြေချားမှာရောက်နေပြီမဲ့မြစ်တာစေနာတွေနဲ့ဒါကိုအချိန်ပေးပြီးစူးစမ်းပေးကြတာဒီနေ့ဟာအင်မတန်ကမှုစရာကောင်းတဲ့နေ့ဖြစ်ပါတယ်အင်မတန်သမိုင်းဝင်တဲ့နေ့လည်းဖြစ်ပါတယ်ဖြူဖြူစကားစစ်စစ်ပြောတယ်လို့ထင်ကြနိုင်ပြီမတင်ပါဘူးကျေးဇူးတင်ပါတယ်ဒီမှာဒါပေမဲ့ဒီလိုစဉ်းစားကြည့်လိုက်နိုင်ငံရခြားမှာရှိတဲ့ဂျပန်နိုင်ငံလိုမျိုးတိုကျိုမြို့လိုမျိုးကမ္ဘာနာမည်အကြီးဆုံးမြို့တွေကတစ်ခုမှရှိတယ်ဟိုရီကီယိုအရီနာဆိုတဲ့နေရာမှာမြန်မာလူမျိုးဆိုတော့တယောက်တည်းဘယ်တော့မှပွဲရှိတယ်ပွဲဆိုတာဒီလိုမျိုးမှာမဖြစ်ဘူး။အဲ့ဒီအတွက်ဒီရောက်လာတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်တယ်။ဒီပွဲခင်းပေးကြတဲ့ညီကိုမောင်မတွေဂျပန်မှာရှိကြတဲ့ညီကိုမောင်မတွေအားလုံးကျေးဇူးတင်တယ်။ဒီတစ်ခါဘလို့လာမလဲမသိဘူးဘယ်တချင်းနဲ့စပြီးဆိုလဲမသိဘူးပြောကြတယ်ပရိသတ်တွေကဒီကဂျပန်မှာရှိတဲ့ပရိသတ်တွေကဒီနေ့ဘယ်တချင်းနဲ့စဆိုရင်တယ်ဟုတ်တယ်မနာပြောလိုက်တာဟုတ်တယ်အဲ့ဒီတချင်းကိုဖြူဖြူဒီလောက်မရွေးချယ်ပါနဲ့ဒီနေ့ဆိုပြလို့ရပါဘူးအဲ့ဒီတချင်းမှာထည့်ထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုဖြူဖြူသာဒီလောက်မရွေးချယ်ခဲ့လို့ရှင်တစ်တလုံးဘတော်မှဖြူဖြူပြောပြလို့ရပါဘူးကြည့်ရမ